ပူလိုက်တာဗျာမီးကလေးဘယ်တော့မှလာမှာလဲဟဲ့ကောင်မောင်ငိမ့်အရှိအလဲပိုင်းမှာစစ်ဖြစ်လို့စီတွေပြက်ကုန်ပြီကွာဟုတ်တယ်အခြေအနေတော်တော်ဆိုးနေပြီဆိုင်ငယ်တွေလည်းရက်ထားရပြီမင်းကတော့အေးဆေးပဲနော်ဟာငါလဲခင်ပြီးတောက်စီသွားကျင်တာပေါ့ဒါပေမဲ့ကြည့်ဦးမီးဘူးတိုက်မရဘူးမင်းတို့ကမသိပါဘူးငါမှအလန်းစား AI ရှိတယ်အခုကစပြီး operation စပြီးပဲ Hello AI ဒီနေ့အကြိုနေ့နော်မီးမလာစီပြက်နေတဲ့အခြေအနေမှာကောင်မလေးသဘောကျအောင်ဘယ်လိုလုပ်ရမလဲအကြိုနေ့တွင်မုံလုံးရေပေါ်ကိုရိုင်းလှုပ်ကြွေးပါ surprise ဖြစ်စေရန်ထမ်းရက်အစားငရုတ်သီးထည့်ခြင်းသည်ရင်းနှီးမှုကိုတိုးစေပါသည်အေးမိုက်တယ်ဟာခင်ပြီးတော့လဲမင်းကိုအမှတ်ရသွားမှတေချာတယ် ဟဲ့ကောင်တေချာလောက်ဦးလေငရုတ်သီးတွေအကုန်ပါသွားပြီလားမသိဘူးအားနာပါတယ်ရတယ်အကုန်ပြန်ကောက်လိုက်ရပါတယ်ကွာအဆက်ကြိုက်တဲ့သူဆိုပိုတော်ကောင်းသွားမှာပဲရတယ်လေကဲငါရဲ့အချစ်စစ် operation စပြီပျော်စရာကြီးနော်အားလုံးပဲအေးချမ်းကြပါစေရှင်ခင်ပြီးတော့အတွက်အကိုကိုတိုင်လှုပ်ထားတဲ့မုံလုံးရေပေါ်လေးပါညစ်ကြည့်ပါဦးဝါကျေးဇူးပါပဲအမေလေးဆက်လိုက်တာဘာတွေကျွေးတာလဲကိုမောင်ငိမ့်ရဲ့ဟင်မဟုတ်ဘူးလေ AI ကအဲ့ဒါဟာတမြောက်တယ်ဆိုလို့ Operation failed System error ဒီမနေ့က error ကိုတောင်းပန်ပါသည်ယနေ့အကြနေ့တွင်တိုက်ပုံဝက်ပြီးတနခါအထုကြီးလိမ့်ပါယင်းသည့်ရောကြားပြည်သူမှုကိုပြသရာရောက်ပါသည်ဒီနေ့တော့ငါရဲ့မြန်မာဆန်နဲ့အလှနဲ့ခင်ပိတောက်ကိုအပြက်အသက်ဖမ်းစားလိုက်မယ်နေကလေးပူလိုက်တာဗျာဒါပေမဲ့စတိုင်ပြက်လို့မဖြစ်ဘူးအမလေးလှန့်လိုက်တာကိုမောင်ငိမ့်ရဲ့ဇက်ထဲကလူချမ်းနဲ့တူနေပြီမဟုတ်ဘူးလေဒါကရောကြားပြီးတတ်အောင်လို့ပြောင်းသွားပြီလားကိုမောင်ငိမ့်ရဲ့ရှင်ကတော့လေတကယ်ပါပဲအကိုရဲ့ရင်တွင်းဖြစ်ကြပြလေးကိုနားထောင်ပေးပါဒါကမင်းအတွက်အကိုရဲ့ခံစားချက်တွေပါနောက်ဆုံးရသတင်းအီရန်စစ်ပွဲအခြေအနေကြောင့်ကမ္ဘာရေနံဈေးကွက်စံချိန်တင်မြင့်တက်ရှင်ကိုမောင်ငိမ့်ရင်ထဲကခံစားချက်ကအီရန်စစ်ပွဲကြီးလားကြပြကလေးစမ်းလာကြီးလားမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးလိမ့်ကုန်ပြီ System rebooting 99% ဒီနေ့တော့ငါ့ကိုကြိကောင်းပြီးခွန်အားကြီးတဲ့ယောက်ျားပီတာတဲ့ပုံစံမျိုးနဲ့ရေပတ်ဖို့နီလန်ပေးစမ်းပါအမျိုးသမီးများသည့်ကျန်းမာကြံ့ခိုင်မှုကိုသဘောကျပါသည်ယောဂကျင့်စဉ်မှာစစ်တယ်တော်ကိုဟန်ဖြင့်ရေပုံးကိုမြောက်ကပတ်ပါအလွန်ဆွဲဆောင်မှုရှိပါမည်ကဲခင်ပြီးတော့ရောက်လာတော့မယ်ငါရဲ့စစ်တီတော်အလှကိုပြရတော့မယ်ဟောလာပြီငါခါအိုးကိုမောင်ငင်းခါရွှတ်တက်သွားတာလားဒါကအေးမြအောင်လုပ်တဲ့စတိုင်သစ်ပါစပီးပြင့်သွားကမြူးမုံဝေခင်းတချင်းဖွင့်ပြီးပြီးတောက်ပန်းပေးပါရင်းသည်အလွန်ရိုမန်တစ်ဆန်ပါသည်ငါခါရိုမန်တစ်ဖြစ်ဖို့လည်းခက်လာကြီးလားဟာဘက်ထရီကုန်သွားပြီမီးမလာလို့အားမသွင်းထားမိတာဘာဖြစ်တာလဲရှင်
ကိုမောင်ငိမ့်ရဲ့ရှင်ကတော့လေတကယ့်ကိုအလွဲကြီးကြီးပဲဒီနေ့အတက်နေတော့ AI ကိုအားကိုးပြီးအလွဲလွဲအချော်ချော်တွေထပ်မလုပ်နဲ့တော့နော် ကတိပေးပါတယ်လောက်တော့ပါဘူးဗျာအခုတော့ AI ထက်ချစ်သူလေးအနားမှာရှိနေတာကပိုအေးချမ်းနေပါပြီအခုတော့ AI ထက်ခင်ပိတောင်အနားမှာရှိနေတာကပိုအေးချမ်းနေပါပြီ ကျေးဇူးပါကိုမောင်ငိမ့်ပတောက်လဲကိုမောင်ညာအနားမှာပျော်ရွှင်ပါတယ် ဒီကောင်တွေအရန်ယိုနေပြီရေခဲရေနဲ့သွား surprise လုပ်မယ်ကွာ Warning system ရေဝင်သွားပါပြီရီးစားရမယ့်အခွင့်အရေးတူညရာခိုင်နှုန်း Connection restored ငပိရေစားထားလျင်အနံ့ပြောက်ရန်တွားတိုက်ဆေးကိုဝါးစားပါ ရှင်ညကငပိရည်တွေစားထားတာလား ဟမ် surprise တင်ညာအတက်နဲ့ရေခဲတွေကုတော့